Hello အားလုံးပဲမင်္ဂလာပါဟုတ်ကျွန်တော်ကကြောက်ကုန်တဲ့တယောက်ပါတောင်းမြတ်ပညာရှင်မဟုတ်ပါဘူးလို့အမြဲပြောပါတယ်ဒါပေမဲ့အခုတလုံးမှာကျွန်တော်ကအမြဲတမ်းထောက်ပြပြောဆိုနေမိတဲ့ကိစ္စက Ruby နဲ့ Pinspire ပေါ့Ruby က Ruby Pinspire ဘာကြောင့် Ruby ဖြစ်တယ်ဘာကြောင့် Pinspire ဖြစ်တယ်ဆိုတော့သူတို့ရဲ့သိပ္ပံဆိုင်ရာကဏ္ဍချက်တွေကိုကျွန်တော်နားမလဲလို့မဟုတ်ပါဘူးပြီးတော့တက်ခွဲကန်းတွေလှုပ်ထုံလှုပ်နီးကိုကျွန်တော်သိတယ်လေသူတို့ရဲ့လှုပ်ဆောင်မှုအစစ်စစ်ကိုလည်းကျွန်တော်သိပါတယ်နားလဲပါတယ်သူတို့ chromium ဆီယာပါဝင်မှုလေးကြောင့်နဲသွားလို့ဒါက Pinspire ဖြစ်သွားရပါတယ်ဒါ chromium ပါဝင်မှုများလာတဲ့အခါหนีသွားလို့တောက်ပหนีသွားလို့ red ဖြစ်ပါပြီ ruby ဖြစ်သွားပါတယ်ဆိုတော့ကိစ္စတွေလောက်ကိုကျွန်တော်ပြောနေတာမဟုတ်ဘူးအဲ့ဒီကိစ္စလောက်နဲ့ဆိုလဲကျွန်တော်ပြောမှာမဟုတ်ပါဘူးသူတို့ရဲ့ကန့်တက်ချက်တွေကိုကျွန်တော်နားလဲပြီလားအင်ဂျင်နီယာဝတ်ထားရင် ruby ပေါ့ruby လို့ကို ruby ပေါ့အပန်ဝတ်ထားရင်ကို spire လို့ခေါ်ပြီးမှပန်းရောင်ဖွင့်ထားရင် mass Pinspire လို့ခေါ်တယ်သူတို့အဲ့လိုတတ်မှတ်တာလောက်နဲ့ဒီရဲ့ corona မျိုးအုပ်စုကိုတတ်မှတ်တာလောက်ကိုကျွန်တော်ဆိုလိုနေတာမဟုတ်ကျွန်တော်ကဒါကအင်မတန်ကိုထူးခြားဖြစ်စဉ်တစ်ခုကိုကျွန်တော်ထောက်ပြပြောဆိုနေတာဖြစ်တယ်ဗျဟုတ်တယ်လေကျွန်တော်တို့ကသူ့ရဲ့ကာလာပါဝင်မှုကိုကြည့်တယ် chromium ဆီယာပါဝင်မှုကိုကြည့်ပြီးဆုံးဖြတ်ပြီးမှကျွန်တော်မိုးကထွက်တဲ့ကြောက်တွေကို Pinspire ဆိုတဲ့ခေါင်းစဉ်အောက်ကိုနှစ်ပေါင်းများစွာအထက်ခံရတာဈေးကွက်ဖိနှိပ်မှုပဲဗျဟုတ်တယ်ဈေးကွက်ချိုးနှိမ်ခံရတာပဲကျွန်တော်စီကထွက်တဲ့ကြောက်တွေကဒီဘက်နောက်ပိုင်းမှာအင်မတန်ကိုဘယ်လိုဖြစ်လဲကြောက်ရည်လန်းကိစ္စပေါ့ကြောက်ရည်လန်းကိစ္စဒီသူတို့ပြောလို့ကလာစုံနီးတွေတွေ့ရောင်ခြင်းပြန်ခြင်းတွေအဲ့ဒီကိစ္စတွေတက်ကိုအင်မတန်ကိုဒါကထူးခြားနေတဲ့ကိစ္စဗျာရှင်းရှင်းပြောရလွန်ခဲ့တဲ့နှစ်20လောက်ကတော့ကျွန်တော်ကထားပါမသိဘူးဒါပေမဲ့ဒီဘက်နှစ်ပိုင်းတွေမှာဘာတွေဖြစ်လာလဲဆိုတော့ကြောက်ရည်လန်းကိစ္စကြောက်ရည်လန်းကွာဟာချက်ကအရန်ကိုကြီးမားပြင်းထန်နေတယ်ဘယ်ကထွက်တဲ့ကြောက်တွေလဲဘလုံးကြီးဘလုံးလေးကထွက်တဲ့ဟိုပေနဲ့ကိုရောက်သွားတဲ့ခါမှာဒီကိုဗစ်ဝန်းကျင်မှာထွက်လာတဲ့နောက်ပိုင်းထွက်လာတဲ့ကြောက်တွေပေနဲ့ကရတဲ့ကြောက်တွေကသူတို့မှာကြောက်ရည်လန်းကွဲပြားမှုပြင်းထန်လွန်းတယ်လမ်းထဲမှာဘေဘေရက်တကယ် ruby နော်ပန်းရည်တော်မှာပါတော့တဲ့ကြောက်ကဒါပေမဲ့လမ်းလွဲမှာဘာတွေ့ရလဲလိုက်ပင်းလောက်ပဲရှိတယ်ဒါကကြောက်ရည်ဆွဲတာလားကြောက်ရည်ကွက်တာလားမဟုတ်ဘူးသူ့ရဲ့ကြောက်ရည်လန်းပေါ့ကြောက်ရည်လန်းကိုမှရှိနေသူတို့ဝင်ရိုးကြီးသူတို့ကြည့်ရင်သိမှာပါသူတို့အရန်ကိုဂယူတစ်ဆိုင်ဒီနောက်ပိုင်းမှာမကြီးပြကြလို့နေမှာပါအဲ့လိုကိုကြီးမားပြင်းထန်တဲ့ကွဲလွဲမှုတွေရှိနေတဲ့ကြောက်ရည်လန်းကတပွင့်တဲကိုကလေတော့တောင်ပြောနေတာကြောက်တွေးဆရာပေါ်မှာပဲမူတည်တယ်လို့ကျွန်တော်ကပြောနေတာထောက်ပြနေတာဒေါင်းလိုက်တွေးရင် ruby အလျားလိုက်တွေးရင်Pinspire ဒေါင်းလိုက်တွေးရင် ruby အလျားလိုက်တွေးရင် Pinspire ဒီကိစ္စကိုအချိန်ပြောနေတာကကြောက်တွေးဆရာကဖန်တီးလို့ရတယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ကြောက်တွင်းရဲ့မူလစစ်မြစ်နော် origin သူ့ရဲ့ကွက်ရက်ကိုပြောပြခြင်းနေတာပြီးဆိုရင်သူ့ရဲ့ဝိဒေတာလက္ခဏာပြီးဆိုရင်ဘူမိဆိုင်ရာဖြစ်တည်မှုကိုကျွန်တော်ကထောက်ပြနေတာဒါတွေကိုထည့်သွင်းစဉ်းစားရမှာလေအရေးကြီးတဲ့အချိန်ရောက်ပြီကျွန်တော်တို့ကဒီလိုပဲသူတို့တိတ်ပံဆိုင်ရာကတ်တက်ချက်တွေတိုင်းသွားပြီးမှတစ်သက်လုံး Pinspire ဒါလေးကပန်းရောင်မို့လို့ chromium ပါဝင်မှုနည်းလို့မျက်စိတဲ့အမြင်ကြတော့ပန်းရောင်မို့လို့ကန်တက်ချက်သူစနေကြကန်တက်ချက်မှာကျတော့ chromium ပါဝင်စီယာပါဝင်မှုနည်းလို့Pinspire ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲသွားတော့မှာလားအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကနိုင်ငံတကာတခြားနိုင်ငံထွက်တဲ့ Pinspire ဆိုတဲ့ကြောက်တွေထက်ကိုမိုးကထွက်တဲ့ကြောက်တွေကတဘောတရားရေးရာဒီဝိဒေတာလက္ခဏာတွေအရန်ထူးခြားနေတာသူတို့ရဲ့ပုံမိဆိုင်ရာဖြစ်တည်မှုတွေမတူတော့ဘူးတော်တော်လေးကိုကွဲပြားခြားနားနေတာဒါတွေကိုကျွန်တော်ကထောက်ပြပြောဆိုနေတာပါဒီကန်တက်ချက်တွေနော်ဒီကြောင့်မြတ်တက်ခွဲကဆိုင်ရာလှုပ်ထုံလှုပ်နီးလို့မသိလို့မဟုတ်ဘူးတခါတလေမှာအဲ့ဒီကန်တက်ချက်တွေလှုပ်ထုံလှုပ်နီးတွေထက်ကိုမုတ်ကုတ်မှာရှိတဲ့ကြောက်တွေးဆရာတွေရဲ့မုတ်ကုတ်မှာရှိတဲ့ကြောက်ကုံတွေကပိုပြီးနဲ့ရှင်းပိုပြီးသိနေတာကိုဆိုလိုတာမုတ်ကုတ်ကြောက်ကုံတွေတကယ်သိတယ်နော်ဒီကြောက်ရည်လန်းကိစ္စတွေကသူတို့အရန်ထူးကျွမ်းကျင်တဲ့ကိစ္စတွေပြီးရင်ကြောက်တွေးဆရာကဘာယူခြင်းလဲပုံယူခြင်းလားကြောက်ရည်ယူခြင်းလားအဲ့လိုမေးတာနော်ပုံကိုဦးစားပေးမလားအရွယ်ရကျင်တာလားမဟုတ်ကြောက်ရည်ကိုဦးစားပေးမလားကြောက်တွင်းကအဲ့လောက်ကိုသူတို့ရဲ့ဝင်ရိုးသူတို့ရဲ့တွေးရောင်ခြင်းပြန်ခြင်းကိစ္စတွေဘယ်လောက်ပြင်းထန်နေတာနော်ဝယ်လွဲနေတဲ့ကိစ္စဒါတွေကိုတတိထားမိစေချင်လို့ပြောတာဟုတ်တယ်လေဗျာကြောက်တွေကနောက်ဆိုရင်ကျွန်တော်တို့မဟုတ်ကြောက်တွေကနောက်လဲထွက်နေအောင်ပါလေနေ့တည်းအကြာကြီးဖြတ်တန်းရအောင်ပါဒီလိုပဲ Pinspire ခေါင်းစဉ်အောက်မှာပဲကျွန်တော်တို့သွားကြအောင်ပါလားမဟုတ်လို့ဒီကြောက်ရည်လန်းထူးခြားဖြစ်စဉ်ကွာချက်အဲ့လောက်ကြီးတဲ့ကြောက်တခြားနိုင်ငံမှာထွက်တယ်လို့ကျွန်တော်မတွေ့ဘူးနော်ဒါကိုဆိုလိုချင်တာ
ကျွန်တော်တို့ကမျောနေကြဂူဘလင်အောက်ကထွက်လာတဲ့ left ဆရာကလည်းဂူဘလင်ရဲ့မူဝါဒမျောနေကြတာအဲ့လိုပဲဘယ်လောက်ရင်နာဖို့ကောင်းလဲကျွန်တော်အရှင်းပြောရရင်ဒါကတော်တော်ကိုထူးခြားတယ် Ruby တစ်ပွင့်မှာဒါပါ Prince Fire လို့ခေါင်းစရာမှာထဲလို့မတင်ဘူးကြောက်ရည်လန်းလေးနည်းနည်းလေးလိမ့်လိုက်တာနဲ့ Ruby ဖြစ်တာဗျာအလုပ်တဘောလေးမကောင်းလို့ကြောက်ရည်လန်းလေးမလိမ့်လိုက်တာနဲ့ပြောပါ Prince Fire ခေါင်းစရာကရောက်သွားပြီ Red Ruby ထွက်တာနဲ့ Prince Fire ထွက်တာနဲ့ဈေးကွာချက်ကအကြီးတယ်ဒါတွေကိုကျွန်တော်ဆိုလိုတာဈေးကွက်လိုအပ်ချက်ကကြီးတယ်ကွာခြားတယ် Red ထွက်တာ Ruby ထွက်တယ်ဘာမှဆိုတာနဲ့မြန်မာဆိုတာနဲ့ဈေးကွက်မှာဟောခုံးကနေတောက်တာ Prince Fire ဆိုတာနဲ့ဝစ်သွားတာ Prince Fire ဈေးဖြစ်သွားတာတကယ်တမ်းကျတော့ကြောက်ရည်လန်းကတစ်သက်လေးပဲကွာသွားတာလေအလုပ်တဘောလေးပဲကွာသွားတဲ့ကိစ္စအမြင်အားဖြင့်မဆုံးဖြတ်ပါနဲ့တတ်မှတ်ချက်နဲ့မဆုံးဖြတ်ပါနဲ့ကြောက်ရဲ့ဝိသေသကိုကြည်ပါလက္ခဏာကိုကြည်ပါကြောက်ရဲ့မူလဇေမြင့်ဖြစ်တည်မှုကိုကြည်ပါကျွန်တော်အဲ့ဒါကိုဆိုချင်တာတို့ဘုံမိဆိုင်ရာဖြစ်တည်မှုကိုကြည်ပါဒါတွေကိုကျွန်တော်ကအလေးထားပြောနေတာဖြစ်ပါတယ်ကျွန်တော်မသိလို့မဟုတ်ဘူးလေသိတာပေါ့ခရိုမီယန်စီယာကိစ္စတွေကြောက်မြတ်လှုပ်ထုံလုံနီးတွေကန်တက်ချက်တွေလောက်ကတော့ဒီဘက်ခင်မှာအဲ့လောက်ပဲစူးစမ်းပြီးလေ့လာရင်လေ့လာတယ်လို့သိတာပေါ့ကျွန်တော်တို့ကြောက်တမပိုတော်သိတာပေါ့စပွဲပေါ်မှာအမျိုးမတူတဲ့အပွင့်90တောင်ကတိယာလွတ်ခွဲနိုင်တဲ့လူတွေလေဒီရဲ့ကိစ္စကိုဘာလို့နားမလည်နိုင်မှာလဲကျွန်တော်ကြောက်မြတ်တက်ခွဲခံကိစ္စကိုလေ့လာရင်သိတာပေါ့ကျွန်တော်ဆိုလိုတာအဲ့ဒီထက်ကိုလေးနေတဲ့ကိစ္စကိုဆိုလိုနေတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒါကိုအလေးထားစေချင်တာပါကျွန်တော်ကဒါစေတနာပါ